ကြောင့်ဘစုအသက်ပဲဖြစ်ဖြစ်တို့ပိသက်ရဲ့အသက်ဆိုရင်24နာရီသေကြသလားမသေကြဘူးဗျာဒါလေးသတိထားနော်ဣတ္တများသလားလို့ဟုတ်လားဒါကြောင့်တိရစ္ဆာန်ဆိုရင်ဘုရားမှမသိဘူးတဲ့တိရစ္ဆာန်တို့ပိသက်ရဲ့တရားနာသလားတရားမနာတာဘစုတယ်တို့မပြောဘူးနော်မေတ္တာရေးဆရာတော်သူတရားမလာတာနဲ့တို့ဟိုစင်းနဲ့သွင်းနေတယ်ဖြစ်နေအောင်မလားနောက်တကဒုဗိဒရဲ့တိရစ္ဆာန်ဆိုတာတန်ခါမှန်သိရလားဘယ်သိမလဲတိရစ္ဆာန်ပဲဒါကြောင့်ဒုဗိဒရဲ့ကံကောင်းလို့လူဘဝရနေပါလျက်တဲ့ဘုရားမှန်မတိတရားမှန်မတိတန်ခါမှန်မတိမိဘဆရာသမားလို့နားမလဲပဲနဲ့ဒုဗိဒရဲ့မယုံမသိမလိမစားစော်ကားနေမဲ့ဆိုရင်လူမဟုတ်ဘူးတဲ့ဗါတဲ့တော့တိရစ္ဆာန်ဒါကြောင့်ကံကောင်းလို့ရလာတဲ့လူဘဝလူပိသအောင်နေဒါပြောတာဒါကြောင့်ဆရာတော်ကြီးတွေကပြောတယ်လူမှန်ရဲ့ငရဲကြောက်เสียမလိုပါဘူးဗါတယ်တော့ငရဲကြောက်ရတယ်ဆိုတာမမှန်တဲ့လူတွေကြောက်ရတာမဟုတ်တဲ့လူတွေကြောက်ရတာမကောင်းတဲ့လူတွေကြောက်ရတာလူမှန်ရဲ့ငရဲကြောက်เสียမလိုဘူးလို့ဆိုတာဒီစကားကိုပြောတာပါလူပိသတဲ့လူတွေအတွက်ပြောတာနော်ဆိုလူဘဝဆိုတာရဖို့ရလွန်စွာခဲရင်ဒီလူဖြစ်လာရဒုဘဝမုတ်ချကံကောင်းသည်ဒုဗိဒရဲ့ကံကောင်းခြင်းလက်ဆောင်၄မျိုးကတစ်မျိုးပဲပြီးသေးတယ်ဘယ်နှမျိုးပြီးခတ်သုတ်ပေါ့ဗျာနော်ဒုတိယကံကောင်းခြင်းလက်ဆောင်ကဘာလဲလို့ဆိုတော့ကိစ္ဆံမစ္ဆနာဇီဝိတံမစ္ဆာနံတတဝါတို့၏ဇီဝိတအသက်ရှင်နေထိုင်ရခြင်းသည်ကိစ္စအလွန်လွန်ခက်ခဲလာပါပေ၏ဝါယာခဲလာပါပေ၏ကိစ္စမစ္ဆာနဇီဝိတံအသက်ရှင်နေထိုင်ခွင့်ရနေတာကိုကံကောင်းခြင်းလက်ဆောင်တစ်ခုပါပဲရဲ့လို့ဘဂဝါဘုံတော်6ပါးသခင်ဘုရားရှင်ကိုတော်မြတ်ကြီးသည်ဒေတေတိကရုဏာရှိထားမေတ္တာအဖြင့်မိန့်ကြားတော်မူခဲ့ပါပေသတည်းဒုတိယကံကောင်းခြင်းလက်ဆောင်ကအသက်ရှင်နေထိုင်ခွင့်ရနေတာဟာကံကောင်းတယ်ဒီနေ့ဒုပိသတ်တွေအသက်ရှင်မနေဘူးလားတခြားဘာမှမတွေးပါနဲ့အိုးအသက်ရှင်နေတာကိုကဘာကောင်းနေပြီဟုတ်တာပေါ့ကံမကောင်းဘူးလို့ဆိုရင်ဒုပိသတ်ကြီးတည်သွားပြီပေါ့ကံကောင်းလို့ရှင်းနေတာနော်ဒါကြောင့်ဘလို့အတက်ဖို့ကောင်းလဲဒီစကားလေးဒုဗိဒရဲ့တခြားကိုဘာမှမတွေးနဲ့အောင်ဒီကနေ့တနေ့တာအသက်ရှင်နေတာကိုကဘာကောင်းနေပြီအသက်ကိုဘာနဲ့တိုင်းတန်းလဲဆိုရင်အချိန်နဲ့တိုင်းတာတယ်အသက်ကိုဘာနဲ့တိုင်းတန်းအချိန်သည်အသက်သည်အချိန်အသက်20ရှိသွားပြီ40ကျော်သွားပြီ50ကျော်သွားပြီ80ကျော်သွားပြီ80ကျော်သွားပြီလို့အသက်ကိုအချိန်နဲ့တိုင်းတာခြင်းကြောင့်အချိန်နဲ့အသက်သည်ခွဲလို့ရသလားအသက်ကိုတန်ဖိုးထားတယ်ဆိုရင်ဘာကိုတန်ဖိုးထားရမလဲအချိန်ကိုတန်ဖိုးထားဖို့မကောင်းဘူးလားဒါကြောင့်ဒုဗိဒရဲ့လူတယောက်မှလေတနေ့ကို24နာရီရတရက်ကိုဒုဗိဒရဲ့ဘယ်နှနာရီရအဲ့ဒီ24နာရီတရက်အတွင်းမှာဒုဗိဒရဲ့ကဘာကပညာရှင်တွေကခံမှန်းပြောကြတယ်တစ်စက္ကန့်မှာလူ9ယောက်တည်တယ်တစ်စက္ကန့်မှာဘယ်နှယောက်စက္ကန့်60မိနစ်ဆိုရင်1မိနစ်ဘယ်နှယောက်သေးမယ်နောက်တော့3ညတစ်လုံးထည့်လိုက်300 1မိနစ်ဘယ်လောက်လဲမိနစ်60တနာရီဆိုရင်ဒုပိသရေဘယ်နှယောက်သေးမယ်18000ဟုတ်ပါတယ်ဘယ်လောက်လဲ24နာရီတရက်လို့ဆိုရင်တရက်ဘယ်နှယောက်သေးမယ်ဘယ်လိုမှတရေအိတ်အောင်မယ်4သိန်း3200ပါတယ်တော့ကောင်းမကြီးတစ်ခွက်တော့ရပြီတော့လုံနေတယ်ဟုတ်လားစိတ်ကတော့မရှိတော့ပါဘူးနော်ဒါကြောင့်ဒုပိသရေတရက်ကိုလူ4သိန်းကျော်လောက်တည်နေတယ်တရက်ကိုလူဘယ်နှယောက်တည်နေတယ်ဒါပုံမှန်အနေအပြင်ပြောတာအနာကိဝင်တဲ့ဆူနာမီတဲ့ငလျင်လှုပ်တဲ့ဆိုရင်တော့ပြုံတည်လိုက်တာအများကြီးပဲအဲ့လိုဒုဗိဒရဲ့နေ့စဉ်4သိန်းကျော်သေးနေတဲ့အထဲမှာတို့မပါသေးတာဒီဘာကောင်းနေလို့တကယ်ကံမကောင်းဘူးလားဒါကြောင့်ဒုဗိဒရဲ့အသက်ရှင်နေတာကိုကံကောင်းခြင်းလို့နားလည်ပြီးတော့ အသက်တရားချင်းချင်းကိုအသက်ဖြစ်ခြင်းကြောင့်
အသက်ကိုတန်ဖိုးထားရင်ဘာကိုတန်ဖိုးထားမယ်အဲ့ဒီအချိန်ကတရက်မှာဘယ်နှနာရီရတယ်တဘာဝတရားကမျက်နှာလိုက်သလားငါကတိုင်းပြည်အုပ်ချုပ်မင်းလုံးနေတဲ့ရှင်ဘုရင်24နာရီနဲ့မလောက်ဘူးနာရီ30ပြရမယ်ဆိုပြီးတော့ယူလို့ရသလားမရပါဘူးဟုတ်လားဒီကောင်ကဆင်းရဲသားအလုံးမရှိအကိုင်မရှိတဲ့ကောင်24နာရီမလို့ဘူး10နာရီပဲပြီးစီဆိုပြီးတော့ဆင်းရဲသားအလုံးမရှိတဲ့လူ10နာရီပြီးလို့ရသလားအလုံးဘယ်နှနာရီပိုင်ကြတယ်အဲ့ဒီ24နာရီဒီကိုအသက်ပါပဲကိုစဉ်းစားဖြုံးနေသလားသုံးနေသလားသုံးနေရင်တော့အသက်ရှင်ရချိုးနှပ်မယ်နော်ဖြုံးနေရင်တော့အသက်ရှင်ရချိုးနှပ်ပါမလားဒါကြောင့်တောင်မြုပ်မဟာကန္တာယုံဆရာတော်ဘုရားကြီးကကုသိုလ်ဥစ္စာကြံခံသာ၍ပညာတကုတစ်မျိုးမျိုးမှအကျိုးမဲ့တွေထိုနေ့အတွက်သက်သက်ဝမ်းနေဝဲတရက်တော့ကုန်သွားပြီကုသိုလ်လည်းမရဘူးဥစ္စာလည်းမရဘူးပညာလည်းမရဘူးကျမ်းမာရေးအတွက်လည်းပဲဘာမှမရလိုက်ဘူးယာတုဂုံသိက္ခာအတွက်လည်းဘာမှမရလိုက်ဘူးဆိုရင်အဲ့ဒီရက်တရက်ဒီဒုဗိဒ္ဓရေဝမ်းနေစရာမကောင်းဘူးလားသုံးလိုက်တာလားဖြုံးလိုက်တာလားဒါကြောင့်တန်ဖိုးရှိတဲ့ဒီအသက်ဆိုတဲ့ကိုယ်ပိုင်ဆိုင်တဲ့အချိန်ကိုမဖြုံးကြပါနဲ့သုံးကြပါတရက်ဆိုတာ24နာရီတည်ချတော့လည်းပဲအသက်က24နာရီမတည်ကြ24နာရီမပြည့်ရင်တရက်ခေါ်ခွင့်ရှိသလားရှိပါဗျာတစ်စက္ကန့်လေးရောနေရင်ကိုတရက်ခေါ်လို့မရသေးဘူး24နာရီတိတိပြည့်မှမခေါ်ရတယ်တရက်24နာရီတည်ချတော့လည်းပဲကိုရထားတဲ့အသက်ကလေးက24နာရီမတည်ကြဘူးတဲ့တည်ကြရဲ့လားအမနဲ့ကဈေးထဲမှာငါတွေ့ရတာပဲစကားတွေပြောနေသေးတာအကောင်းကြီးဘယ်လိုဖြစ်တာလဲခါတိုင်းလိုပါပဲဈေးကပြန်ချက်ပြုတ်ထမင်းဝိုင်းထိုင်စားမှာအောင့်နေဆိုပြီးတော့လဲသွားလို့ဈေးုံတော့ပို့တယ်အသက်မမီတော့ဘူးကာယကံရှင်ကလည်းဒီချိန်ဒီလိုသိမယ်လို့သိသလားသိပါဗျာမိသားစုတွေကကိုကြိုသိသလားသိပါဗျာမိတ်ဆွေတွေကကိုကြိုသိသလားသိပါဗျာကွေးတော့လက်မဆမ်းမီဆန်တော့လက်မကွေးမီသိခြင်းတရားမမြန်ဘူးလားဒါကြောင့်ဘစုအသက်ပဲဖြစ်ဖြစ်တို့ပိဿရဲ့အသက်ဆိုရင်24နာရီသိကြသလားမသိကြဘူးဗျာဒါလေးသတိထားနော်ဟာတနေ့ကုန်ကနဲ့လက်ဖေးဆိုင်မှာစကားတွေထိုင်ပြောနေတာနိုင်ငံရေးအကြောင်းရောစီးပွားရေးအကြောင်းရောဘောလုံးပွဲအကြောင်းတောင်ပါသေးတယ်ဘလို့ဖြစ်သွားတာလဲဒီလိုပဲလက်ဖေးဆိုင်ကပြန်လာအိုက်တယ်ဆိုရေဝင်ချိုးတာအုံတိုင်းဆိုသွားကြည့်တော့ဘုံတော်သွေးကြောပေါက်သွားတယ်ဘာဖြစ်သွားလဲကြောက်စရာမကောင်းဘူးလားဒါကြောင့်အသက်ဆိုတာဘစုအသက်ပဲဖြစ်ဖြစ်24နာရီတည်ချရဲ့လားဒါကြောင့်ရှင်းသန်းနေတဲ့အသက်ကိုတန်ဖိုးရှိရှိအသုံးချပါဘုန်းကြီးတို့အခုလူတွေရဲ့တက်တန်းကို85နှစ်သတ်မှတ်ဘယ်နှစ်သတ်မှတ်85နှစ်ပြည့်လို့လူတယောက်တည်သွားပြီဆိုကြစို့နော်ကောင်းမှတော့ရေးထားတယ်85နှစ်ကျန်တဲ့လူတွေကလည်းပြောကြတယ်ဟော85နှစ်တောင်နေသွားတာသို့တော့ပြန်စဉ်းစားကြည့်တော့အဲ့ဒီပုဂ္ဂိုလ်ဒီ85နှစ်မှာမိတ်ပဲနေသွားတာဟုတ်ရဲ့လားအိတ်တဲ့အချိန်နှုတ်ကြည့်လိုက်နော်25နှစ်ရော့သွားပြီ95နှစ်နေသွားတဲ့ပုဂ္ဂိုလ်အိတ်တဲ့အချိန်နှုတ်ရင်ဘယ်လောက်ရော့သွားဘယ်လောက်ပဲကြာအဲ့ဒီ90မှာလည်းပဲဒုဗိဒ္ဓရေကာတွန်းလေးကြည့်လိုက်